အားလုံးမင်္ဂလာပါဗျဒီနေ့ဒီဗီဒီယိုမှာကားမော်တော်ဆိုင်ကယ်လီရင်စက်ရုပ်အထိထုတ်လုပ်နိုင်တဲ့ကမ္ဘာထိပ်တန်းကုမ္ပဏီကြီး Honda ရဲ့တမိုင်းအကြောင်းအပြည့်အစုံကိုပြောပြသွားမှာဖြစ်ပါတယ် Honda ကဘယ်လိုအစားပြုခဲ့သလဲဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ရတယ်လဲဒီအရာအားလုံးကိုဒီဗီဒီယိုတစ်ခုထဲမှာသိနိုင်ပါလိမ့်မယ်Honda ရဲ့စာတင်ပုံမြင်ဟာ Soichiro Honda ဆိုတဲ့လူငယ်တစ်ယောက်နဲ့စာတင်ခဲ့တာပါ။သူကကားအင်ဂျင်တွေကိုကလေးဘဝကတည်းကစိတ်ဝင်စားသူပညာရေးထက်လက်တွေ့အလုပ်ကိုပုံမှုအလေးထားသူဖြစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးနောက်ဂျပန်နိုင်ငံဟာဆင်ရက်ခက်ခက်နေတဲ့အချိန်မှာ Soichiro Honda လူတွေကိုလွယ်ကူစွာတွာလာနိုင်အောင်ကူညီခြင်းနဲ့ဆိုတဲ့အိမ်မက်နဲ့စာတင်ခဲ့တာပါ။1948ခုနှစ်မှာ Soichiro Honda နဲ့ Takeo Fujisawa တို့က Honda ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။အစပိုင်းမှာတော့စပိန်ပေါ်မှာအင်ဂျင်တက်ပြီးလူတွေကိုတွာလာရလွယ်ကူအောင်လုပ်ပေးခဲ့တာပါ။ဒီရနေစပြီး Honda ရဲ့ပထမဆုံးမော်တော်ဆိုင်ကယ်တွေစတင်ထွက်ပေါ်လာခဲ့ပါတယ်။1958ခုနှစ်မှာ Honda Super Cab ကိုထုတ်လုပ်ခဲ့ပါတယ်။ဒီမော်တော်ဆိုင်ကယ်ဟာစီရလွယ်စီစားတတ်တာပျက်စီးမှုနဲ့ဖြစ်တာကြောင့်ကမ္ဘာပေါ်မှာအယောင်အများဆုံးမော်တော်ဆိုင်ကယ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီအောင်မြင်မှုဟာ Honda ကိုကမ္ဘာလုံးဆိုင်ရာကုမ္ပဏီဖြစ်လာစေခဲ့တာပါ1960ခုနှစ်မှာ Honda ကားလုပ်ငန်းထဲကိုစတင်ဝင်ရောက်ခဲ့တာပါ။ Honda T360 ပထမဆုံးကား Honda Civic လူထုအတွက်စီးရလွယ်တဲ့ကား Honda Accord အရည်အသွေးမြင့်တဲ့ကားအထူးသဖြင့်စီးစားတတ်တာမှုပတ်ဝန်းကျင်ထိန်းသိမ်းမှုကြောင့်အမေရိကန်ဈေးကွက်မှာအလွန်အောင်မြင်ခဲ့ပါတယ်။ Honda ဟာ Motor GP တို့မှာပါဝင်ရင်ပြိုင်ခဲ့ပြီး engine နေပညာအရန်ကောင်းကြောင်ကမ္ဘာကိုပြသနိုင်ခဲ့တယ်။ဒီကနေ VT-EC engine emission နဲ့တဲ့ engine တွေကိုဖန်တီးနိုင်ခဲ့ပါတယ်။ယနေ့ Honda ဟာကားမော်တော်ဆိုင်ကယ် Honda Jet Asimo စက်ရုံ Hybrid Electric Vehicles တွေကိုထုတ်လုပ်နေပါပြီ။ Honda ရဲ့ရည်ရွယ်ချက်ကကားထုံးလုံရုံမကလူသားဘဝကိုတိုးတက်အောင်လုပ်ခြင်းဖြစ်ပါတယ်။ Honda ဟာ the power of dreams အိမ်မရှိရင်မဖြစ်နိုင်တာမရှိဘူးဆိုတဲ့အယူဆပါHonda ဟာစပိန်အင်ဂျင်လေးတစ်လုံးကနေစတင်ပြီးယနေ့ကမ္ဘာနေပညာဦးဆောင်ကုမ္ပဏီဖြစ်လာခဲ့ပါတယ်ဒီဗီဒီယိုအကြိုက်နေတဲ့ရင် like subscribe bell icon ကိုနှိပ်ဖို့မမေ့ပါနဲ့ဗျာအားလုံးကျေးဇူးပါနော်